Hello there ရေမင်္ဂလာပါရှင်ဒါလေးကတော့ TRME Weight Management System ရဲ့ 1 month program လေးဖြစ်ပါတယ်1 month program မှာပစ္စည်း6မျိုးပါပါတယ်ဒီပစ္စည်းလေးတွေရဲ့အသုံးဝင်ပုံဘယ်လိုသုံးရလဲဘယ်လိုတောက်ရလဲဆိုတာပြပြပေးမယ်နော်ဒါက TRME program ရဲ့စတင်ခြင်းတွေတောက်သုံးရတဲ့ J-Start Powerful Drink လေးပါရှင်သူထဲမှာဒီလိုထုတ်မျိုး15ထုတ်ပါပါတယ်ဘယ်ချိန်မှာတောက်လဲဆိုမနဲ့အိယာနိုးတာနဲ့ဒီလိုရေတစ်ခွက်နဲ့ဖြော်ပြီးတော့တောက်ရမှာဖြစ်ပါတယ်ရှင်သိပ္ပံနည်းကျထောက်ထားရှိတဲ့အာနိသင်မြင့်တဲ့စိတ်ပိုင်းတွေပါဝင်ပြီးတော့15ရက်အတွင်းမှာကိုယ့်ရဲ့ခန္ဓာကိုယ်လေးပြောင်းလဲသွားတာပိန်သွားတာကိုမြင်တွေ့နိုင်ပါတယ်ဒီဟာလေးရဲ့အကျိုးကျေးဇူးကတော့အစီတွေလောင်ကျွမ်းတာမြန်စီရဲ့ကိုယ်လေးချိန်ကိုထိန်းချုပ်ပေးတယ်အစားအစာခြင်းစိတ်ကို short ချတယ်ပြီးတော့ဆွေးရည်ဖြစ်တည်မှုပေါ့နော်နေ့စဉ် fresh ဖြစ်စေတယ်ကိုယ်တွင်းတန့်စင်မှု detox တွေထွက်ပြီးတော့တွင်းလိုက်ရနေစာပြီးလှပစေပါတယ် share C+ ပါမှာအလုံး120ပါတယ်တလားစာပါဒီထုတ်ခွန်ကတော့ချက်သားတွေကိုကျွန်တော်တို့ဒီခန္ဓာကိုယ်မှာရှိချက်သားတွေကိုထိန်းသိမ်းပေးတယ်မနေ့ကတမင်းမစားခင်နှလုံးညအစာမစားခင်နှလုံးတောက်မှာဖြစ်ပါတယ်ရှင်ဒါလေးတော့တောက်ချင်းအဖြစ်ပေါ့နော်ကျွန်တော်တို့အိတ်နေတဲ့အချိန်မှာတော့စီလောင်ကျွမ်းစေရယ်မကပ်စင်ရိတ်ကိုလည်းတိုးစေရယ်ကျွန်တော်ရဲ့အစီကိုလေး short ချပေးပြီးတော့ကိုယ်လေးချိန်ကိုလည်းထိန်းနေပေးရယ်အစားစားခြင်းတွေကိုထိန်းချုပ်ပေးပါတယ်ရှင် CS control ကသူကလုံး30ပါတယ်ဘယ်ချိန်မှာတောက်လဲဆိုလို့ရှိရင်မနေ့ကျွန်တော်တို့ breakfast မစားခင်တစ်လုံးဘာနဲ့တက်တော့လဲဆိုလို့ရှိရင်ဒီ C+ နဲ့ထွက်သွားမှာဖြစ်ပါတယ် C+ နဲ့လုံးပြီးသွားရင်ဒီ CS control တစ်လုံးပေါ့နော်တမင်စားခင်တော့မှာဖြစ်ပါတယ်ရှင်ပြီးတော့ဒီအရာလေးကဘာကောင်းလဲဆိုလို့ရှိရင်ကျွန်တော်တို့ calorie ကိုထားချပေး snacking စားခြင်းစိတ်ကိုသူကရော့စေတယ်ဟိုစားဒီစားရမလုပ်ချင်ပေါ့နော်ပြီးသွားရင်ခန္ဓာပဲအစီတွေလောင်ကျွမ်းစေရတယ်ရှင်ဒါလေးကတော့ light bike ပါဒီထဲမှာဆိုလို့ရှိရင်ဒီလိုထုတ်တွဲလေးထုတ်30ပါပါတယ်တလစားပါမင်းလာလို့မနေ့ breakfast ပြီးလို့ရှိရင်ဒီနေပုံလေးကိုတောက်ပြီးတော့ညတရားမရှိပြီးရင်တော့လာချမ်းပုံလေးကိုတောက်ရမှာဖြစ်ပါတယ်ရှင်တရားမီထဲမှာပါတဲ့ light bike ရဲ့အကျိုးကျေးဇူးတွေကအများကြီးပဲမင်းလာလို့ဒီနှလုံးကျန်းမာရေးကိုလည်းထောက်ပံ့ပေးတယ်ကိုယ်ခံအားစနစ်ကိုမြင့်တင်ပေးတယ်အရေးပြားကျန်းမာရေးကိုလည်းမြင့်တင်ပေးတယ်ကိုယ့်ရဲ့ခန္ဓာကိုယ်ကျန်းမာရေးစွမ်းဆောင်ရည်အားလုံးကိုသူမြင့်တင်ပေးတဲ့အတွက်အရန်ကောင်းပါတယ်နောက်တစ်ခုကတော့ရေပြားရဲ့တောက်ဖမှုနဲ့တင်းရင်မှုကိုလည်းမြင့်တင်ပေးတယ်အကြိုက်ဆုံးကတော့အိုမီရောင်ကိုနှိပ်ကွေးစေတာပါပဲရှင်ဒါလေးကတော့ my edge ပါ my edge ကကျမတို့ဆမ်ဆာကင်တော့ရရဲ့ supplement ပါရှင်ဒီလိုထုတ်ကလေးတွေထုတ်30ပါပါတယ်တလားစာပါဒါလေးကိုဘယ်လိုတောက်ရလဲဆိုလို့ရှိရင်တော့ကျမတို့ဆမ်ဆာကင်မိနစ်20လိုမှာရေတစ်ခွက်နဲ့ဖြော်ပြီးတော့မှတောက်အောင်ဖြစ်ပါတယ်ဆိုကြိုပြီးတော့မှတောက်အောင်ဖြစ်ပါတယ်မိနစ်20အလိုမှာကြိုပြီးတောက်အောင်မိနေနော်ဒီ mash ကိုတောက်သုံးခြင်းအဖြစ်ကျမတို့ဒီတော်တော်လာစားခြင်းတာအဲ့ဒီအစားခြင်းတဲ့စိတ်ကိုပျောက်စေတယ်အဲ့တော့စားခြင်းတဲ့စိတ်မထိန်နိုင်တဲ့သူတွေအတွက်ထိုးသင့်တော်တဲ့ supplement လေးတစ်ခုဖြစ်ပါတယ်ရှင် mash ကတော့စားခြင်းစိတ်ကိုထိန်းချုပ်ပေးပြီးတော့မှစားပြီးရင်လည်းသူကစားလိုက်တဲ့အစားအသောက်ကိုကြာဝါစီတဲ့ခန်းစားချက်ကိုခန်းစားရရှိစေရပေါ့နော်ဆိုတော့ကျမတို့စားလိုက်တဲ့ဟာဆိုရင်ဘိုက်ပြည့်ပြီးတော့မှတကယ်ကိုဘိုက်ပြည့်နေတဲ့အရာသားလေးကိုခန်းစားရတယ်အဲ့တော့နောက်ရှောက်စားခြင်းနဲ့စိတ်ကြီးမရှိတော့ဘူးပေါ့နော်ဒါလေးကတော့ C+ ပေါ့နော် C+ ကညပိုင်းတရားမရှိမတောက်ခင်မှာနှလုံးတောက်ရမှာဖြစ်ပါတယ်ရှင်ဒါလေးကတော့ TRME shake ပါကျမတို့ညစာကိုမစားဘဲနဲ့ဒီ TRME shake ကိုတောက်မှာဖြစ်ပါတယ်ညစာလုံးဝထမင်းစားလို့မရပါဘူးရှင်ဘယ်လိုတောက်လဲဆိုရင်ကျမတို့ဒီ shake ခွက်လေးထဲမှာသူကနေပြီးတော့ဒီရေရဲ့မီလီကိုပြတယ်ပေါ့နော်100မီလီ200မီလီ300မီလီစသဖြင့်ပေါ့နော်ဆိုတော့300မီလီနဲ့လည်းဖြော်လို့ရတယ်ပြစ်လေးတောက်ချင်တော့150မီလီနဲ့ဖြော်ပြီးတော့မှတောက်ပါရှင်ဒီ TRME shake ကကျမတို့ထမင်းတနက်စာအတွက်ကို replacement ပေါ့ meal replacement အနေနဲ့တောက်ရတာဖြစ်တယ်အဲကြောင့်မလို့ကျမတို့ထမင်းလုံးဝစားလို့မရပါဘူးတကယ်လို့ TRME shake ကိုတောက်ပြီးတော့မှဗိုက်စားရဲဆိုတော့အသီးစားဖို့ recommend ပေးပါတယ်သူကမီးတနက်စာအတွက်သူမှာ protein calorie အကုန်ပါပြီးသားဖြစ်တဲ့အတွက်စားတောက်ပြီးဆိုလို့ရှိရင်ဗိုက်ပြည့်တဲ့ခန်းစားချက်ကိုခန်းစားရရှိစေတယ်တကယ်လို့ကိုကပြစ်ကလေးတောက်ချင်တယ်ဆိုလို့ရှိရင်တော့သူကဖြော်ပြီးချက်ချင်းမတောက်ပဲနဲ့ပေါ့နော်10မိနစ်လောက်ထားပြီးတော့မှတောက်တယ်ဆိုလို့ရှိရင်တော့ကွာလာတယ်တော့ပြဆို
ပြည့်တဲ့ခန်းစားချက်ကိုခန်းစားရရှိစေတယ်ဆိုတော့ TMI shake ကတော့အရင်ရတာရှိတဲ့ premium protein shake ဖြစ်ပြီးတော့ muscle တွေလိုအပ်တဲ့အာဟာရတွေပြီးတော့ဒီနေ့စဉ်လိုအပ်တဲ့အာဟာရတွေကိုသူ့ထဲမှာကုန်ပါတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးပါတဲ့အတွက်ကျွန်တော်တို့နောက်ထပ်ပြီးတော့မှထမင်းတွေအားရတွေစားစရာမလိုဘူးပေါ့နော်ဆိုတော့ဒါလေးကို shake လိုက်ပါနော် shake ပြီးတော့မှ10မိနစ်လောက်ထားမယ်ပွာလာပြီဆိုလို့ရှိရင်ကျွန်တော်တို့တောက်လိုက်မယ်ပေါ့နော်TMI shake တောက်ပြီးရင်တော့ life pack ညလာချမ်းပုံလေးကိုတောက်ရမှာဖြစ်ပါရဲ့ရှင်